တာစပါကိုတခါတော့ကျွန်တော်ပြောရမလားဒီကောင်ကပွေးပြောနေကြည့်ပါလားပွေးဒီလောက်လေပင်ရှည်လို့လားပွေးရဒီလောက်လေပင်မရှိဘူးလေဒီကောင်တွေက fanning pigs လို့ခေါ်တယ်ဒီကောင်တွေရဲ့အာသာချက်ကဒီမှာခြေထောက်မှာအရေပြားတွေဒီကောင်တွေကို scanning pig ကိုတရားကြည့်ဖို့အတွက်ဒီမှာခြေထောက်မှာအရေပြားတွေစုနေတယ်ဒီကောင်ကျတော့မျက်လုံးကကြွက်မျက်လုံးပေါ့နော်မကမကြည့်ပွေးရဒီလောက်ထိလေပင်ရှည်လို့လားကြည့်ပါပွေးရဒီလောက်လေပင်ရှည်လားပွေးရဒီလောက်ထိလေပင်မရှိဘူးလေဒီကောင်တွေရဲ့အရေပြားတွေကဒီမှာနင်းလားဒီနာပြီးလို့ရှိရင်ဖင်းရလဲဒီကောင်းရယ်ဖင်းရတယ်ဒါမျိုးကြီးကွာဒီကိကွာဒီကောင်းလေးကဘလို့ကောင်းလဲကွာကျွန်တော်ထင်တာတော့ဒီကောင်းရဒီဥစ္စာလीတက်ခွက်ခန်းတွေကနေမျိုးပေါက်လာတာပဲဖြစ်နေကြွက်တီကိုစမ်းတက်တဲ့မျိုးအဲ့လိုပေါက်လာတယ်ကြည့်ပါလားပွေးနဲ့တူလို့လားပွေးနဲ့တူလို့ပွေးရတယ်လောက်ကြည့်လို့လားတချို့ကောင်တွေဆိုလို့ရှိရင်နွားနဲ့တူတာမျိုးဘဘကောင်ပြမလားဒီဘက်လားအဲ့ဒီကောင်ကြားလို့ရှိရင်ကိုလုံးကနွားကိုလုံးနဲ့ပွေးရတယ်လောက်ကြည့်အကောင်းရှိဘူးလားပွေးရတယ်လောက်ကြည့်အကောင်းမရှိဘူးလေစားလေဒီကောင်ရဲ့ပြောစီနဲ့တားပြော့ဒီကောင်ဆိုလို့ရှိရင်ကြမ်းနဲ့တူတယ်နွားနဲ့လည်းမတူဘူးဒီကောင်ဆိုလို့ရှိရင်ကြမ်းနဲ့တူတယ်ကြည့်ပါလားလေပင်ဘယ်လောက်ရှည်လဲဆိုတာဒီကောင် No sorry ပွေးမဟုတ်ပါဘူးဒီကောင်တွေပွေးမဟုတ်ပါဘူးဒီကောင်တွေက skinny pig လို့ခေါ်တယ်ဒါပေမဲ့ဒီမှာသူတို့ဘယ်လိုရေးထားလဲကိုမလေးကတော့မကြည့်ဝစားလေးကဝတ်ပြလိုက်သေးတယ်နေရတာကြီးกว่าပွေးမဟုတ်ပါဘူးဗျာဒါပွေးမဟုတ်ပါဘူးကလေပင်ရှည်ရယ်ပြီးလို့ရှိရင်ဒီကောင်တွေရဲ့ဟိုစားခြေထောက်မှာအရေပြားတွေစုနေတယ်ပေါ့နော်ခြေထောက်မှာအရေပြားတွေအမှစုနေခြေထောက်ကတော့ကြွက်ခြေထောက်လို့ငှက်ခြေထောက်လို့ခွေးတူဝတ်တူလည်းမဟုတ်ပါဘူးလို့ဒါနော်တရားကြည့်ပါနရွက်ကတော့နွားရဲ့နရွက်နဲ့တူတယ်ဒီကောင်ဒီမျက်နှာကြီးကနွားနဲ့တူတယ်နှာခေါင်းရကြအကြည့်လေပင်ကလည်းရှည်ရွယ်လေပင်ကလည်းရှည်ရွယ်ပွေးရဒီလောက်ဒီလေပင်မရှိဘူးလေဟုတ်ရောပါတယ်တဲ့ဒီကောင်တကောင်9000နဲ့ရောင်းတယ်တဲ့ဘတ်9000တမကွာအိမ်မှာမွေးဖို့ကလည်းဒီမှာအသားရည်တွေကတားပြော့တာကြည့်ဒီပဇောင်တွေကကြာလို့ရှိရင်နွားနဲ့တူတယ်မျက်လုံးကတော့ကြွက်မျက်လုံးပေါ့နော်သူတို့ရဲ့အမူအရာတွေကကြွက်အမူအရာတွေကြီးပဲအကုန်လုံးကြည့်ခန္ဓာကိုယ်ကကြည့်ပါလားနွားလို့ဝေးစည်းကိုင်းမှာအကြီးပဲ
Okay, let's go. ဘာတင်းဝိုင်းရချွေးရများလို့လူတွေပွေးမဟုတ်ပါဘူးပွေးလည်းမဟုတ်ဘူးပွေးတူဝက်တူလည်းမဟုတ်ပါဘူးတကောင်တွေကတက်ဒီတောက်ကွဲကနေကမျိုးပေါက်လာတဲ့ပင်ကြီးပီးလို့ခေါ်ပါတယ်ဒီကောင်တွေရဲ့အာသချက်ကတော့ကျွန်တော်ဒီမှာရှိရဲ့အရေပြားပေါ့နော်ခြေထောက်မှာအရေပြားစုကြောက်နေပြီဒီကောင်လေးက Don't be scared baby ပြန်ကျွတ်နေတူကြည့်ပါလားနွားလိုကောင်အားကြနွားလိုဝက်လိုနဲ့တူတကောင်နဲ့တကောင်လဲရုပ်ကလည်းမဆင်ဘူးကွာပြီးရင်အယောင်ကလည်းမတူဘူးကြည့်နေတကြကြည့်ပါလားနွားလိုဝက်လိုကျွတ်လိုနဲ့ပြည့်တူဝက်တူလည်းမဟုတ်ဘူးပွေးလည်းမဟုတ်ဘူးပွေးရကြလို့ရှိရင်လေဘင်းကတူတယ်လေပြီးမျက်နှာတွေတောင်မချူပွေးတွေကဝိုင်းရောင်းတယ်တဲ့တကောင်9000နဲ့ကြည့်ပါလား